ကားမပြောဘဲနားလေခြင်းဆိုတဲ့အချစ်ရဲ့အလိမ်အညာငါတို့ကစကားပြောစရာတောင်မလိုဘူးသူကငါစိတ်ကိုအလိုလိုနားလေတယ်ဆိုတဲ့စကားကိုကြားဖို့ကြမှာပါဒါအရင်လာပါတဲ့အချစ်ပုံမြင်တဘောလို့ထင်ရပေမဲ့တကယ်လက်တွေ့ဘဝမှာတော့အချစ်ရေးကိုပျက်စီးစေနိုင်တဲ့အယူအဆတစ်ခုဖြစ်ပါတယ်ပထမအချက်ကဘယ်သူမှကိုယ်စိတ်ကိုဖတ်နိုင်တဲ့မော်စရာမဟုတ်ပါဘူးကိုဘာလို့ချင်းလဲဘာခံစားရလဲဆိုတာကိုမပြောဘဲသိရမယ်လို့ညွှန်လင့်နေမယ်ဆိုရင်စိတ်ပြည့်စရာတွေပဲများလာပါလိမ့်မယ်ဒုတိယအချက်ကသူသိမှာပါဆိုပြီးနှုတ်ဆက်နေခြင်းမှာမပြောဘဲသိစေခြင်းတဲ့စိတ်ကအထင်လွဲမှုတွေတဏှာတွေကိုဖန်တီးပေးတတ်ပါတယ်တယောက်ကမပြောတယောက်ကမမေးတဲ့အခါနားလည်မှုချက်နာကျင်မှုကပိုများလာတတ်ပါတယ်တတိယအချက်ကတော့စစ်မှန်တဲ့အချစ်ဟာစကလုံးတွေနဲ့တိဆောက်ရတာပါကိုယ်ခံစားချက်ကိုလိုအပ်ချက်နဲ့ကိုနာကျင်မှုတွေကိုပွင့်ပွင့်လင်းလင်းပြောပြနိုင်ဖို့လိုပါတယ်တကယ်တော့အချစ်ကိုရေရှည်တည်မြဲစေတာဟာစိတ်ချင်းပတ်နိုင်လို့မဟုတ်ပါဘူးတယောက်ကိုတယောက်နားထောင်ပေးနိုင်လို့ပွင့်လင်းစွာပြောဆိုနိုင်လို့ပဲဖြစ်ပါတယ်ဒါကြောင့်ချစ်သူတက်တန်းဘလောက်ပဲကြာပါစေသူသိမှာပါဆိုတဲ့အယူအဆကိုစွန့်လွတ်ပြီးငါပြောပြမယ်ဆိုတဲ့တတိကိုမွေးမြူလိုက်ပါအချစ်ရဲ့အခိုင်အမာဆုံးတရားဟာစိတ်ချင်းဖက်ခြင်းမဟုတ်ပဲစက်သွယ်ပြောဆိုခြင်းပဲဖြစ်ပါတယ်